用我这样子，再用嘛的，那么他弄嘛，来了，你看那个那位同学，我看咱要不就就是电话好吧？按照路标，按照路标，马按照路标，马按这个往里面我把它给弄。哎，要把这个不要我来呢？慢慢的，别过来了。5刀面车，5刀面车。哎呀，他，咱要嘛，今早做了刚我们刚好了好了，好了，看看没了去，好了，赶紧给老板过来掉，老板过来掉。好，老几了，老板呢？拿2秒。妈妈那样嘞，才用白那样嘛那样嘞。好了。哎，那张妈妈那样。啊，后来才用啊，几张看过后来呢？ဟုတ်တယ်မှာ 你啊？ဘာမှမလုပ်ဘူးနော်ဒီ 才 ကိုယ် 用 တိုင်ဖြစ် 上 တာ 边 ဟုတ် 那个，才用上边那个让妈呢，俺的才用嘛上边那个是不是？你不，俺们这样那啥的，你看你我这个洗啥的？ နိုင်နိုင်ရရှိတော့ကြတယ်မှတ်တာ 我这样洗的。 ကိုလာရီ6လမ်းဖြစ်ရ 啊，没了去，我这样我这个刚才用的。 မရှိတော့ကြတယ် 俺俩现在，他不你那里去见了， ဟုတ်တယ် 人家看了，啊？人家看到家里了，还是有，啊？啊？ တားနာမည်ဘယ်သူလဲပြောကြက်ကြက်ပြော လင်းထက်နာ လင်းထက်နာစာတိယ ကြိုက်လက် ကြိုက်လက်နော်လောလောဆယ်နေတာက လိုက်လိုက်ရ လိုက်သားမှနေတာဘယ်သူနဲ့နေတာလဲအမှန်ပြော ငယ်ရင်း မိမနဲ့ နေဦး မိမနဲ့မနေဘူးမိမတော့ရှိတယ် ဒီကောက်မလေးပဲ ကောက်မလေး ဟုတ်ကဲ့ ကောက်မလေးဒါပေမဲ့လင်များလိုပဲနေကြတာမလား အဲ့လိုမျိုးတစ်ခါလေးပဲတော်တော်လေးရ ဟုတ်ပါပြီထားလိုက်ပါတော့ဟုတ်ပြီသားဆရာရှိမှာနော်မယွန်းစီမှာအလုတ်လာလောက်တာအလုတ်လုံးမယ်ဆိုပြီးတော့လာတာဘယ်နှစ်ရက်ရှိပြီလဲဘယ်နှစ်ရက်လာတာလဲအမသိတာ19ရက်နေ့ရလို့သိတယ် 20ရဲ့ 20ရက်နေ့ရဆိုတော့အခုရက်ပိုင်းပဲရှိသေးတယ်14-15ရက်လောက်ပဲရှိသေးတယ်နော်အဖွားနေမကောင်းဘူးဆိုပြီးတော့အိမ်ပြန်သွားတာ 9ရက်ကျော် 9ရက်10လောက်ကြာတယ်ဆိုတော့အမရှိမှနေတာကစုစုပေါင်းမှာ10ရက်ကျော်လောက်ပဲရှိမယ်ဟုတ်တယ်နော်10ရက်ကျော်လောက်ပဲဒီ10ရက်တော်တည်းမှာသားရရရောက်ချင်းသားကိုအမကဘာဝယ်ပေးလဲဆိုတော့ဖက်နဲ့ဝယ်ပေးတယ် နဲ့ဝယ်ပြီးတယ် ဖက်နဲ့3000ကျော်4000ကျော်တန်ဝယ်ပေးတယ်အင်ကြီးလည်း3000ကျော်တန်ဝယ်ပေးတယ်နော်3000ကျော်4000ကျော်5000ကျော်တန်အိမ်ကြီးဝယ်ပေးတာပြီးနိုင်ဆိုလို့ရှိရင်လည်း6000ကျော်လားမသိဘူး5000ကျော်6000ကျော်နော်ဝယ်ပေးတယ်ဖုံးက8သိန်းခွဲဝယ်ပေးတယ်ပြီးတော့အဖွားနေမကောင်းဆိုလို့မဟုတ်3သိန်းလွှဲပေးတယ်နောက်ပြီးတော့တခါအဖွားနေမကောင်းလို့ဆိုလို့တခါထပ်ပြန်တော့3သိန်းလွှဲပေးတယ်အခုအဖေသားတို့ဖေလာသွားတယ်အဲ့ဒီပတ်စံတွေကသူတို့ရှိလုံးဝမရောက်ဘူးသားတို့ဖေကပြောသွားတယ်ဘာမှသုံးလိုက်တာလဲ ဒါရောက်တဲ့မှာပေးရမယ်ရှိလို့ပေးရတယ် ဟုတ်တယ်ဟုတ်ပြီနော်ပြီးလို့ရှိလို့ရှိရင်ဆရာဖုံးလည်းဆရာမသိအောင်ရှောင်းမလိုက်တယ် ရောင်းလိုက်တယ် နော်ရှောင်းလိုက်တယ်အဲ့ဒါဘယ်ဆိုင်မှာရောင်းတာလဲ အဲ့ဒီလိုင်းသားရ6ရောက်ခွက်တွေကဆိုင် နိုင်သားရ6ခွက်တည်းဆိုင်မှာဆိုင်တော့သိရမလား အဲ့ဒီ ဆိုင်သိရနော်နောက်တစ်ခုကသားဟိုစက်ယုံကထွက်လာတော့စက်ယုံကတငယ်ချင်းရဲ့ဖုံးကိုလည်းယူလာလိုက်တယ်ယူလာလိုက်ပြီးတော့ရောင်းစားပလိုက်တယ်ဘယ်လောက်နဲ့ရောင်းတာလဲ ဖြစ်သိန်းတယ် 8သိန်းနဲ့အဲ့ မပြေပါ 8သိန်းတော့မပြေဘူးအဲ့တန်ဘိုးက14သိန်းလောက်ရှိတယ်တဲ့နော် တော့9သိန်းပဲ နောက်ပြီးတော့ဆရာကြီးကနိုင်လုံးနဲ့ယူရတယ်အဲ့နိုင်ရအခုပမာလဲ အဲ့တကယ်ကြီးနေ တကယ်ချင်းစီမှာဆရာရှိကယူရတဲ့ဖုံးအောင် အဆိုင်ပါ ဆိုင်မှာပဲရောင်းစားပလိုက်တယ်ဟုတ်ပြီနော်တာကိုသားလွန်တယ်လို့မထင်ဘူးလား ထင်းနေတယ် ထင်တယ်ဆရာကိုသားကိုအမကအိမ်မှာခေါ်ရတဲ့အချိန်မှာအလုပ်တွေပေးမှန်းခိုင်းလား ဆိုင်ပါ မခိုင်းဘူးနော်အမ LGBT ဆိုပေမဲ့မောင်လေးပေါ်မှာဟိုစီးကြော်တာတို့မဖွဲမရပြောတာမဖွဲမရလောက်တာတို့ရှိခဲ့လားမရှိပါစက်နဲ့လည်းမပြောလက်နဲ့လည်းမလုပ်ဘူးဟုတ်တယ်နော်အဲ့တော့ထမင်းဟင်းဆိုလို့ရှိရင်လည်းကောင်းကောင်းမွန်မွန်ဝဝလေးလေးကျွေးတာပဲဟုတ်ပြီနော်အဲ့တော့ဘယ်လိုခမ်းမအိပ်ရတာလဲအဲကွန်ပါလား အဲကုန်းနဲ့ကလေးနဲ့ အဲကွန်နဲ့ဂရင်နဲ့မှုရနဲ့ကောင်းကောင်းမွန်တိတ်တာပဲမဟုတ်ဘူးလားအဲ့လိုလူမျိုးတယောက်တွေ့ရတဲ့နဲ့ဘာဖြစ်လို့အဲ့လိုလုပ်ကြရလဲဘာခက်ခဲရှိလို့လဲပြောပါအောင် အဲ့ဒီချီရတဲ့ဥစ္စာတွေ ကြီးကြတဲ့ဟာတွေ ဟုတ်ကဲ့ စက်ကတယ်ပေါ့ ဟုတ်ကဲ့ ဟောကြီးကြတာဆက်ဖို့အတွက်အဲ့လိုသူများပစ္စည်းတွေခိုးရတာ ခိုးတာမဟုတ်ပါဘူးကြာ ခိုးတာမဟုတ်ပြောင်းနေတာ အခုအောင် ပျောက်သွားပြီဆိုပြီးတော့လှုပ်ချပလိုက်တယ်အမစီကဖုန်းလေးယူသွားပြီးတော့ အမမောင်းလာမှန်လားဆိုင်ငယ်နဲ့အရှိမတယောက်ကစောင့်နေအောင်မကြည့်မမလာဘူးလားမမမလာဒီမှာတော့ဆိုင်ငယ်ကိုပါဆိုင်ငယ်ကိုဘယ်လိုမလဲ